ပဲမင်္ဂလာပါရှင်ဝီပါဒီနေ့မှာတော့ဝီကမြန်မာနိုင်ငံရဲ့အလှပဆုံးဒေသတွေကတစ်ခုဖြစ်တဲ့ကရင်ပြည်နယ်ဖအံမှာရှိတဲ့တောင်ဝိုင်းကိုရောက်နေတာပါဒီနေ့မှာတော့ဝီတို့ကမနက်စောစောတောင်တက်ကြမှာပဲဖြစ်ပါတယ်အားလုံးပဲဝီတို့နဲ့အတူတူလိုက်ခဲ့ကြပါအောင်ရှင်အေးလားဒီတောင်ဝိုင်းကိုရောက်ဖို့ဖအံကနေကားနဲ့ဆိုလို့ရှိရင်ခက်မှန်းကြီးနိုင်ဝက်လောက်တော့မောင်းရပါတယ်အခုဆိုရင်ဒါတောင်ဆက်တက်ရမယ်လေကားကိုရောက်ပါပြီတက်သွားတယ်ဒီတောင်ဝိုင်းရဲ့အမြင့်ပေကပင်လယ်မျက်နှာပြင်အထက်1028ပေမြင့်ပါတယ်တောင်ဝိုင်းကိုလာမယ်ဆိုလို့ရှိရင်မနက်စောစောလေးလာတာကပို့ပြီးတော့ကောင်းတယ်လို့ဝီထင်ပါတယ်။မနက်စောစောလေးလာပြီးတော့တဖြည်းဖြည်းနေထွက်လာတာကိုစောင့်ကြည့်ရတာကစိတ်လှုပ်ရှားစရာလည်းကောင်းတယ်လို့ပြောစရာလည်းကောင်းပါတယ်။စိတ်ဆိုးလို့ကြီးကြီးပဲနော်။ဝီရမနက်6နာရီလောက်ကနေစပြီးတက်လာတာပေါ့နော်အခုတောင်ဝိုင်းရဲ့3ပုံ2ပုံလောက်ကိုတော့ရောက်ပြီလို့အရင်ကတောင်တက်ဖို့ရဲ့အမကပြောပါတယ်ရရဒါနင်ထွက်တယ်နေထွက်လာမိပါကတည်းကပဲဗီဒီယိုမနက်6နိုင်ကနေစတက်လာတာအခုထိအပေါ်တော့မရောက်သေးဘူးပေါ့နော်ဒါပေမဲ့အခုရိုက်ပြထားတဲ့နားလေးကနေကြည်ရတဲ့နေထွက်ချိန်ရတယ်တော်တော်လေးကိုလှပါတယ်ပြီးတော့တခုရှိတာကတောင်တက်တာဖြစ်တဲ့အတွက်ရေတို့တက်စာရီတို့နဲ့အစာပေမုံနဲ့ပပထည့်ခဲ့ဖို့လိုပါတယ်အမိုက်လေးတွေကိုလည်းစနစ်တကျပြန်သိမ်းခဲ့ဖို့မမေ့ပါနဲ့နော်ဝီတို့မနက်6နိုင်ကနေစတက်တာလမ်းမှာမုံစားတာရယ်နည်းနည်းနားတာရယ်ပြီးတော့တက်ပုံရိုက်တာရယ်နဲ့အပေါ်ကိုမနက်9နိုင်လောက်မှရောက်ပါတယ်စုစုပေါင်း1နိုင်လောက်တော့ကြာပါတယ်ပြီးတော့ဒီတန်လီကားလေးကနေအပေါ်ကိုထပ်တက်ရပါမယ်အစင်းကတော့အတက်လိုမျိုးမဟုတ်တော့ဘဲနဲ့အခုလိုမျိုးအကူအညီနဲ့ဆင်းရပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ရောင်းသူမဲ့ရေခဲချောင်းပုံးလေးရှိပါတယ်သူက3ချောင်းကိုမှ1000ပဲပေးရပါတယ်ဒီချောင်း1000ဒါဘာရတာလေးလဲမသိဘူးမကြီးစားမယ်မကြီးပဲစားကောင်းမယ်ထင်တယ်ဝီတို့မနက်လာတော့ကတော်တော်လေးမှောင်နေသေးတော့ဒီမှာပိန်းနေပင်နေရှိတာမမြင်လိုက်ဘူးပေါ့နော်အခုအစင်းကြမှာပဲတွေ့ပါတယ်ပြီးတော့ဒီပိန်းနေပင်နေမှာဆိုလို့ရှိရင်လည်းပိန်းနေသေးတွေစပြီးတော့တီးနေပါပြီ
ဒီနေ့ရဲ့တောင်ဝမ်းခီးစဉ်လေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်အားလုံးပဲတတ်တာပါ